여기 있는 망자 김수홍의 재판을 허락해 주십시오. 그의 죽음엔 밝혀야 될 진실이 있습니다. 저승의 율법을 어기고 있는 골칫거리 성주신을 척살하고 허준삼을 저승으로 데려와라. 너 나 몰라? 응? 천년 전 고려시대 최고의 무사. လူတယောက်တည်ဆုံးပြီးတဲ့နောက်ငရေတရားရုံးခုနှစ်ခုမှာရက်ပေါင်း49ရက်အတွင်းတရားစီရင်မှုခံယူရတယ်ဆိုတာကိုပထမကားမှာကျွန်တော်တို့တွေ့ကြရပြီပါပြီ။ဒါပေမဲ့ဒီဒုတိယကားမှာတော့ဇလန်းကပိုပြီးနှဆိုင်သွားပါတယ်။ပထမကားမှာတော့မတရားတည်ဆုံးခဲ့ရတဲ့စစ်သားလေးခင်ဆူဟုံကိုနတ်မင်းဂန်ရမ်ကငရေတရားရုံးစီခေါ်ဆောင်လာပါတယ်။ဒီဝိညာဉ်သာလူပြန်ဝင်စားခွင့်ရရင်နတ်မင်းသုံးပါးစလုံးလည်းလူဘဝကိုပြန်ရမှာပါ။ဒါပေမဲ့ပြဿနာကငရဲမင်းကြီးခင်ယုံရာကအခြေအနေတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါကတော့လူပြေမှာတေရမဲ့ရက်ကြောနေတာတောင်အိမ်ဆောင်နတ်မာဒုံဆက်ကကာကွယ်ပေးထားလို့ခေါ်မရဖြစ်နေတဲ့အဖိုးတယောက်ကိုငရဲကိုအရောက်ခေါ်လာဖို့ပါပဲ။နမင်းဂန်ဂရမ်ကငရဲမှာတရားစီရင်မှုကိုတာဝန်ယူနေချိန်မှာသူ့ရဲ့လက်ထောက်နှစ်ယောက်ဖြစ်တဲ့ဟဲဝင်မက်နဲ့ဒက်ချုံတို့ကလူပြည်ကိုဆင်းလာကြပါတယ်။သူတို့ရည်ရွယ်ချက်ကအဖိုးအိုကိုခေါ်ဖို့ပါ။ဒါပေမဲ့အိမ်ဆောင်နဲ့ကြီးစွန်ကျူးရဲ့ခွန်အားကတော်တော်ကြီးမောက်လွန်းတော့သူတို့အစီအစဉ်အတိုင်းမဖြစ်လာပါဘူး။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကဒီအိမ်ဆောင်နဲ့ကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကနတ်မင်းသုံးပါးစလုံးကိုငရဲကိုခေါ်ဆောင်လာခဲ့တဲ့လမ်းပြဖြစ်နေတာပါပဲ။သူတို့နှစ်ယောက်ဟာမိမိတို့ရဲ့အတိတ်ဘဝကိုလုံးဝမမှတ်မိကြပါဘူး။ဒါကြောင့်သူတို့ကအိမ်ဆောင်နဲ့ကြီးနဲ့အပေးအယူလုပ်ပါတယ်။အဖိုးအိုကိုခတဆောင်းလျှောက်ပေးမယ်။အဲ့ဒီအစားသူတို့ရဲ့အတိတ်ကဘသူတွေလဲဆိုတာပြောပြဖို့ပါ။အိမ်ဆောင်နဲ့ကြီးကအတိကိုပြန်ပြောပြတဲ့အခါမှာတော့ပြိတ္တတွေအံ့ဩရပါတယ်။လွန်ခဲ့တဲ့နှစ်တစ်ထောင်ကဟီဝမ်မက်ဟာဂိုရီယာခိကနေချမ်းဆောင်စစ်သူကြီးတယောက်ဖြစ်ပြီးအဖြူရောင်ဝန်ပလွဲလိုလူတီများတဲ့သူပါ။သူဟာဂျာချန်လူမျိုးတွေကိုတိုက်ခိုက်ရင်မိဘမဲ့ထူထွားတဲ့ကလေးတွေကိုလျှို့ဝှက်ကျွေးမွေးထားခဲ့ပါတယ်။အဲ့ဒီကလေးတွေထဲမှာတက်ချွန်းကခေါင်းဆောင်လေးပေါ့။သူတို့နှစ်ယောက်ဟာအတိတ်မှာရန်သူတွေဖြစ်ပေမဲ့တဦးပေါ်တဦးကျင်နာမှုရှိခဲ့ကြတာပါ။ဒါပေမဲ့ဒီဇလန်းရဲ့အမောင်ဆုံးအပိုင်းကတော့နတ်မင်းကြီးဂန်ဂရင်ပါပဲ။သူဟာအတိတ်မှာအဖေကိုမနာလိုဖြစ်ပြီးတေအောင်ပစ်ထားခဲ့တဲ့အပြင်သူ့ရဲ့ညီကိုလိုချစ်ရတဲ့ဟေဝမက်နဲ့တက်ချွန်းတို့ကိုပါတပ်ဖြတ်ခဲ့တဲ့တရားခံဖြစ်နေပါတယ်။တစ်ဖက်မှာလည်းဂန်ဂရင်ဟာစစ်သားလေးဆူဟုံအတွက်လူသတ်မှုတရားရုံးမှာခုခံချေဖီနေရပါတယ်။ဆူဟုံဟာမတော်တဆပြစ်မိတာဖြစ်ပေမဲ့သူ့ရဲ့အထက်လူကြီးတွေကအရှင်လက်လက်မြေမြုပ်ခဲ့တာကိုတက်တည်ပြဖို့ကြိုးစားပါတယ်။နောက်ဆုံးမှာဂန်ဂရင်ဟာတက်တည်အထက်ငရဲမင်းကြီးခင်ယမ်ရာကိုတိုင်ကိုတက်တည်ကုံပေါ်တက်ခိုင်းလိုက်ပါတယ်။ဒီနေရာမှာဇလန်းရဲ့အကြီးမားဆုံး twist ပေါ်လာပါတယ်။ခင်ယမ်ရာဟာတကယ်တော့ဂန်ဂရင်ရဲ့အဖေစစ်သူကြီးဖြစ်နေတာပါ။သူဟာသူ့သားကိုအမားကိုဝန်ခံဖို့အခွင့်အရေးပေးခဲ့အငြင်းနဲ့နှစ်ပေါင်းတစ်ထောင်တိုင်ငရဲမင်းအထိအုပ်ချုပ်ရင်းစောင့်ဆိုင်နေခဲ့တာပါ။နောက်ဆုံးမှာတော့ဂန်ရင်မှာသူ့ရဲ့အပြစ်တွေကိုဟဲဝမက်နဲ့ထတ်ချွန်းရွှေမှာဝန်ခံလိုက်ပါတယ်။သူတို့နှစ်ယောက်လည်းအမှန်တရားကိုသိသွားပြီးမြဲဂန်ရင်ကိုခွင့်လွှတ်ထည့်ကြပါတယ်။စစ်သားလီဆူဟုံကလည်းလူပြန်ဝင်စားခွင့်ရသွားပါတယ်။ဒီဇလန်းကကျွန်တော်တို့ကိုပေးချင်တဲ့ message ကတော့ဒီလောကမှာအပြစ်မရှိတဲ့သူမရှိပါဘူး။ဒါပေမဲ့အဲ့ဒီအပြစ်ကိုဝန်ခံဖို့တတ်သိရှိတဲ့သူနဲ့ခွင့်လွှတ်နိုင်တဲ့သူကမှတကယ်သူရေကောင်းဖြစ်တယ်ဆိုတာပါပဲ။ဇလန်းအဆုံးမှာတော့နမင်းသုံးပါးဟာနောက်ထပ်ဝိညာဉ်တစ်ခုကိုစောင့်ကြိုရင်းဇက်သိမ်းသွားပါတယ်။အခုလိုစိတ်ဝင်စားစရာ movie recap တွေကိုအမြဲကြည့်ကြနေတော့ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နောက်ထပ်ဇာတ်ကားမှာပြန်တွေ့ကြမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။